Okay အခုတစ်ခါမှာတော့ AI ရဲ့အန္တရာယ်ရှိတဲ့အပြုတ်မှုတွေအကြောင်းကိုပြောပြပေးပါမယ်။အဲဒီအပြုတ်မှုတွေကသိပ္ပံပညာရှင်တွေနဲ့အများပြည်သူတွေစိုးရိမ်နေတဲ့အပြုတ်မှုအမျိုးအစားတွေပဲဖြစ်ပါတယ်။ဗလိုက်မှုနဲ့ခွဲခြားဆက်ဆံမှုဗလိုက်တဲ့အချက်အလက်တွေနဲ့လေ့ကျင့်ထားတဲ့ AI စနစ်တွေဟာလူမှုရေးမညီမျှမှုတွေကိုဆက်လက်ဖြစ်ပေါ်စေပြီးအလောက်ကန်အမှုငွေကြေးလျှောက်ထားမှုတွေဒါမှမဟုတ်ဂျာဇမှုဆိုင်ရာတရားစီရင်ရေးစနစ်တွေလိုမျိုးကိစ္စတွေမှာမတရားတဲ့ဒါမှမဟုတ်ခွဲခြားဆက်ဆံတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။လှည့်စားခြင်းနဲ့လိမ်လည်ခြင်းပုံမအစိမ့်မြင့်တဲ့ AI တွေကိုအလွန်လက်တွေ့ကျတဲ့အတူအယောင်အကြောင်းအရာတွေဥပမာဗီဒီယိုအသံစာသားနဲ့ရုပ်ပုံတွေကိုလိုလားအပ်တဲ့ရည်ရွယ်ချက်တွေအတွက်ဖန်တီးရမှာလည်းအသုံးပြုနိုင်ပါတယ်။ဥပမာအားဖြင့်သတင်းအမှားတွေဖြန့်ဝေရာလူတို့ရဲ့သင်ယူဆချက်တွေကိုလှည့်စားတာဒါမှမဟုတ်ရှုပ်ထွေးတဲ့လိမ်လည်မှုတွေကိုလှုပ်ဆောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့လက်နက်များ AI စွမ်းအားသုံးကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့လက်နက်တွေတီထွင်ထုတ်လုပ်ခြင်းဟာတာဝန်ခံမှုနဲ့မရည်ရွယ်ဘဲနဲ့အခြေအနေတွေပုံမှန်ဆိုးဝါးလာနိုင်ခြင်းနဲ့ပတ်သက်ပြီးလေးနက်တဲ့ကျင့်ဝတ်ဆိုင်ရာဘေးကင်းလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုလည်းဖြစ်ပေါ်စေပါတယ်။မမျှော်လင့်ထားတဲ့ပြည်ထောင်စုရှိတဲ့အန္တရာယ်ရှိတဲ့ပုံစံတွေနဲ့ပြည့်မှုနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါဟာသူတို့ရဲ့ဒီဇိုင်းမှာချွန်ချက်တွေရှိခြင်းသူတို့ရဲ့ပတ်ဝန်းကျင်နဲ့မမျှော်လင့်ထားတဲ့အပြန်အလှန်ဆက်သွယ်မှုတွေဒါမှမဟုတ်မရည်ရွယ်တဲ့နေကတွေနဲ့အပေါင်းခုချင်းကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ဂွေးကိုရာအချက်လက်တွေကြော်ပါခြင်းကိုလည်းဖြစ်ပေါ်စေပါတယ်။ AI ရဲ့ကြီးမားတဲ့အချက်လက်တွေကိုခွဲခြားစိတ်ကံနိုင်တဲ့စွမ်းရည်ကိုအထိကိမခံဘဲနဲ့ဂွေးကိုရာအချက်လက်တွေကိုခံမှန်းရမှာအသုံးပြုနိုင်ပြီးဂွေးကိုရာအချက်လက်ချိုးပေါက်ခံရခြင်းနဲ့စောင့်ကြည့်ခံရခြင်းတွေကိုလည်းဖြစ်ပေါ်လာနိုင်ပါတယ်။အလုံးအကင်ရောနေခြင်းဒါဟာတိကျတဲ့အပြုတ်မှုတစ်ခုမဟုတ်ပေမဲ့ AI ကိုအသုံးပြုခြင်းဟာသိတာထင်ရှားတဲ့အလုံးအကင်ကြော်နှဲမှုကိုဖြစ်ပေါ်စေပြီးစီးပွားရေးမညီမျှမှုတွေကိုပုံမဆိုးဝါးနိုင်စေကဒုမှုရေးအရာစိုးကျိုးတွေရှိနေပါတယ်။ AI နယ်ပယ်ကအလင်းမြန်တိုးတက်ပြောင်းလဲနေပြီးလားလာရှိတဲ့အနေအရတွေနဲ့တွေ့ရှိချက်အသစ်တွေအများနဲ့ပေါ်ထွက်နေကြရင်ဆိုတာကိုလည်းသတိပြုရန်လိုအပ်ပါတယ်ခင်ဗျာ။